Xenon တက်တဲ့ဖုန်းတစ်လုံးကို RAM 12 RAM 60နဲ့ရမယ်လို့ကြေညာလာရင်ခင်ဗျားတို့ကယုံကြည်နဲ့ဝယ်ကြမှာလားအခုလက်ရှိဖုန်းရောင်းဆိုင်တွေမှာပြောလို့ရှိတဲ့ RAM 4+8 တို့ RAM 8+8 တို့ဆိုပြီးတော့ပြောရောင်းနေကြတာမျိုးရှိကြတယ်အဲ့ဒီ RAM extension ပညာကဘလို့အလုပ်လုပ်တာလဲတကယ်ကောအသုံးဝင်ရလားပေါ့ဒီနေ့ဗီဒီယိုမှာကတော့ RAM extension နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ RAM extension ဆိုတာဘာလဲRAM extension ကိုအလွယ်ကူဆုံးပြောရလို့ရှိရင် virtual RAM ဒါမှမဟုတ် external RAM လို့လည်းခေါ်ကြပါတယ်။တချို့ company တွေမှာ dynamic RAM expansion ဒါမှမဟုတ် memory fusion ဆိုပြီးတော့နာမည်တွေနဲ့လည်းသုံးကြပါတယ်။ဖုန်းတစ်လုံးမှာ RAM ကဘာကိုအလုပ်လုပ်တာလဲ။ကိုယ့်ဖုန်းထဲမှာရှိတဲ့ app တွေကိုအချိန်တိုတွင်းမြန်မြန်ဆန်ဆန်ဝင်ရောက်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ဒါပေမဲ့ virtual RAM ကတော့ internet storage ဖြစ်တဲ့ ROM ရဲ့တစ်စိတ်တစ်ပိုင်းကိုယူပြီး RAM ဖြစ်ယာယီအသုံးပြုတာဖြစ်ပါတယ်။ဥပမာ RAM 6+6 ဆိုပြီးတွေ့ရလို့ရှိရင် 6GB ကတော့တကယ်ပါတဲ့ physical RAM ဖြစ်ပြီးတော့နောက်ထပ် +6GB ကတော့ storage ထဲကနေပြီးတော့ဆွဲထုတ်ပြီးယာယီအသုံးပြုလိုက်တာဖြစ်ပါတယ်ဒီနေရာမှာ storage မှာလည်းအမျိုးအစား2မျိုးထပ်ရှိနေပါသေးတယ်ဒါကတော့ UFS နဲ့ eMMC ပါအလုပ်လုပ်ပုံကတော့ခင်ဗျားတို့ဖုန်းရဲ့ data တွေကိုသိမ်းဆည်းပေးတဲ့ flash storage အမျိုးအစားတစ်ခုပါပဲသူတို့ရဲ့ architecture နဲ့ nano speed ပေါ်မူတည်ပြီးတော့အနည်းငယ်ကွာခြားနိုင်ပါတယ်eMMC ကို1998ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့2010မှာတိုင်ခင် smartphone နဲ့ tablet တွေမှာစတင်အသုံးပြုခဲ့တယ်UFS ကိုတော့2017ခုနှစ်မှာစတင်ထုတ်ခဲ့ပြီးတော့2015မှာထွက်ရှိခဲ့တဲ့ Samsung Galaxy S မှာစတင်အသုံးပြုခဲ့ပါတယ်2022ခုနှစ်နောက်ပိုင်းမှာထုတ်တဲ့ဖုန်းတွေမှာတော့ UFS 4.0 နဲ့ 4.1 တွေကိုစပြီးတော့အသုံးပြုလာကြပါတယ်အဓိကကွာခြားချက်ကတော့ထုတ်လုပ်မှုအပိုင်းရဆိုရင်2000ပြည့်နှစ်ဝန်းကျင်မှာအသုံးပြုခဲ့တဲ့နည်းပညာပိုင်းနဲ့2015နောက်ပိုင်းမှာပုံမှုခေတ်မီလာတဲ့နည်းပညာပိုင်းကတော့ကွာခြားချက်တစ်ခုတော့ရှိနေပါလိမ့်မယ်data transfer ပုံစံကတော့ eMMC မှာ data rewrite တွေကိုလွယ်ပြိုင်နဲ့လုပ်လို့မရဘဲနဲ့တစ်ခုပြီးမှပဲတစ်ခုသွားလို့ရမယ်။ဥပမာ walkie talkie လိုပုံစံလိုမျိုးပေါ့။တဦးကစကားပြောနေတယ်ဆိုရင်တဦးကအရင်ဆုံးနှာထောင်နေရတယ်။တပြိုင်တည်းပြန်ပြောလို့မရဘဲနဲ့တစ်ဖက်ကစကားဆုံးပြီး over လို့ပြောမှသာတစ်ဖက်ကစိုက်ပြီးပြောနိုင်တယ်။ UFS မှာကတော့ rewrite တွေကိုကျတော့တပြိုင်တည်းပြုလုပ်လို့ရတယ်။ဥပမာ smartphone တွေလိုမျိုးပေါ့။ဒီတဦးကတပြိုင်တည်းစကားပြောနိုင်ပြီးတော့တယောက်နဲ့တယောက်လည်းအတူတူကြားနိုင်ကြပါတယ်။ sequential read speed မှာဆိုရင်လည်း eMMC ကအလုံးကိုနှေးရတယ်မှာပါတယ် eMMC ရဲ့ read speed က250 MB ကနေပြီးတော့400 MB ဝန်းကျင်အထိပဲရှိနိုင်ပြီးတော့ UFS ရဲ့ read speed ကတော့650 MB ကနေပြီးတော့4200 MB အထိရှိနိုင်ပါတယ် battery usage ဘိုင်းမှာဆိုရင်လည်း eMMC မှာအလုပ်ပြီးမြောက်ဖို့အချိန်ကြာတဲ့အတွက်ကြောင့်မလို့အားပိုကုန်နိုင်ပြီးတော့ UFS မှာကတော့အလုပ်ပြီးမြောက်ဖို့မြန်တဲ့အတွက်ကြောင့်မလို့အားကုန်သက်သာစေပါတယ် Okay ဒါဆိုရင် brand extension နဲ့ပတ်သက်ပြီးတော့အားသာချက်အားနည်းချက်တွေကိုပြောကြရအောင်အားသာချက်ကိုပြောပါဆိုရင် background app တွေအများကြီးဖွင့်သုံးတဲ့အခါ smooth ဖြစ်နေဖို့ကူညီပေးပါတယ် multitasking တွေအတွက် app တွေကို refresh ပို့ဖို့ကောင်းမွန်စေပြီးတော့ရုပ်တရက်ပိတ်သွားတာမျိုး reload ဖြစ်သွားတာမျိုးလည်းနည်းသွားစေပါတယ်နောက်တစ်ချက်ကတော့ marketing power ပါဈေးသက်သာတဲ့ဖုန်းတွေမှာ RAM ပမာဏကြီးမားပြတ်သားနိုင်တဲ့အတွက်ကြောင့်မလို့ရောင်းအားအတွက်အလုံးကိုအသုံးဝင်ပါတယ်အားနည်းချက်တွေကိုပြောပါဆိုရင်တော့ပထမဆုံးတစ်ချက်အနေနဲ့ storage ရဲ့တက်တန်ကိုတိုးစေပါတယ် internet storage ဖြစ်တဲ့ ROM ကို RAM ဖြစ်သုံးတဲ့အခါ data တွေကိုအဆက်မပြတ် rewrite လုပ်နေရတဲ့အတွက်ကြောင့်မလို့storage chip ရဲ့ wear and tear တွေကိုပြည့်စေပြီးတော့တက်တန်းစောစီးစွာကုန်သုံးစေနိုင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ storage အပြည့်သုံးလို့မရတာပါ virtual RAM ကိုသုံးဖို့အတွက်ဖုန်းရဲ့ storage နေရာတချို့အမြဲတမ်းယူထားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသုံးပြုသူတွေက storage ပမာဏကိုလျှော့ချသွားပြီးတော့ကိုက storage ပမာဏများတဲ့ဖုန်းတွေကိုဝယ်မှပဲအဆင်ပြေနိုင်တာမျိုးရှိနိုင်ပါတယ် virtual RAM က performance မိုက်တကယ်ထိရောက်ရလားဆိုရင်တော့အဖြေကတော့အနည်းငယ်ပါပဲ virtual RAM က graphic အရန်ကောင်းတဲ့ game တွေ video editing တွေCPU GPU ကိုဖိအားပေးရတဲ့လုပ်ယူတွေမျိုးမှဆိုရင်တော့ကူညီမပေးနိုင်ပါဘူးအဓိကကတော့အရှိမပြောခဲ့တဲ့ multitasking အတွက်ပါပဲ background app တွေပိတ်မသွားအောင်ထိန်းသိမ်းပေးတဲ့နေရာမှာပဲထိရောက်ပါတယ်နောက်ပြီးတော့ mid range တို့ entry level ဖုန်းတွေအတွက်မှာတော့ virtual RAM နည်းပညာကတော့အသုံးဝင်ဆုံးဖြစ်ပေမဲ့လို့ storage အနေနဲ့ eMMC လိုမျိုးနှိကွေးတဲ့ chip တွေကိုသုံးထားတဲ့အခါမှာတော့ virtual RAM ရဲ့စွမ်းဆောင်ရည်ဟာလည်းအလုံးကိုနှိကွေးနေနိုင်တော့မှာပဲflagship high-end ဖုန်းအများစုမှာတော့တကယ်တမ်း RAM extension ကိုတော့လိုအပ်လေတော့မရှိဘူး။ဒါပေမဲ့ storage ဘိုင်းမှာ UFS 3.1 ဒါမှမဟုတ် UFS 4.0 လိုမျိုးအလွန်မြန်တဲ့ chip တွေပါဝင်တဲ့အတွက်ကြောင့်မလို့ virtual RAM ကိုသုံးတဲ့အခါမှာပို့ပြီးတော့မြန်နှုန်းကောင်းစေပါတယ်။ဒါပေမဲ့အဲ့ဒီဖုန်းတွေမှာတော့ physical RAM လုံးလုံးလောက်ထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ RAM extension ပညာကတော့ marketing တွေအတွက်လောက်ပဲပို့ပြီးတော့အသုံးဝင်ပါလိမ့်မယ်။နောက်ဆုံးတစ်ချက်အနေနဲ့ RAM နဲ့ eMMC မကောင်းတဲ့ဖုန်းတွေမှာကူညီပေးနိုင်မလားဆိုရင်eMMC နှစ်ကွေးလုံးနေရင် virtual RAM လုပ်ပေးတာလည်းတည်တာထူးခြားလာမှာမဟုတ်ပါဘူးအခြေခံ hardware RAM chip quality eMMC ရဲ့ speed ကောင်းနေဖို့တော့အရေးကြီးဆုံးပါပဲ
ဒီကုန်းချုပ်အနေနဲ့ RAM extension virtual RAM ဆိုတာကလက်ရှိမှာသင်ရဲ့ဖုန်းရဲ့ background app တွေကိုကူညီပေးနိုင်တဲ့ကောင်းမွန်တဲ့နည်းပညာတစ်ခုအနေနဲ့ပဲဖြစ်ပါတယ်စစ်မှန်တဲ့ physical RAM ရဲ့ဆွမ်းဆောင်ရည်ကိုတော့ဘယ်တော့မှအဆမထိုးနိုင်ပါဘူးဒါကြောင့်မလို့ဖုန်းဝယ်တဲ့အခါမှာ physical RAM ပမာဏကိုအဓိကထားပြီးတော့စဉ်းစားပေးပြီး virtual RAM ကိုတော့ bonus feature တစ်ခုအနေနဲ့ပဲသဘောထားသင့်တယ်လို့ကျွန်တော်တို့အကြံပြုလိုပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက် RAM extension အကြောင်းကိုသဘောပေါက်နားလည်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဒီပညာဗီဒီယိုတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့အောင်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်